าสำหรับพี่ในส่วนของพี่ก็จะรู้สึกว่าน้องๆทุกคนเนี่ยมีความร่วมมือร่วมใจแล้วก็สามัคคีกันมากอย่างบางคนน้องเราเพิ่งออกกะดึกมาอย่างเงี้ยเขาก็เต็มใจแล้วก็เขาก็ไม่รู้สึกว่าเขาทำงานมาเหนื่อยแล้วเขาก็อยากจะเข้าร่วมกิจกรรมของเราในปีนี้มากๆแล้วก็พี่รู้สึกว่าพี่ประทับใจในเรื่องของการที่ต่อให้เรามาอยู่ไกลบ้านแต่ว่าพนักงานของเราทุกคนยังรักษาเรื่องของขนบธรรมเนียมประเพณีโดยเฉพาะเรื่องการแต่งกายอันนี้พี่รู้สึกว่าโอเคมากๆเลยเพราะว่าถึงแม้ว่าเราจะมาอยู่ไกลแต่ว่าจริงๆแล้วอะทุกอย่างมันอยู่ที่ใจเราเนาะว่าโอเคเราอยากจะยังรักษาประเพณีดั้งเดิมเอาไว้เนาะอันนี้ก็คือเป็นส่วนที่พี่รู้สึกว่ามีความแตกต่างจากกฐินที่ประเทศไทยထိုင်းနဲ့မြန်မာနဲ့ကွာခြားပုံလေးတွေတော့ရှိတာပေါ့နော်အထူးအဖြစ်ဆိုလို့ရှိရင်သူကြည့်ရတာအကုန်လုံးစီးယုံကြတာကိုမြင်တယ်မြန်မာတွေအားလုံးစီးယုံကြတယ်ကထိန်ပွဲဖြစ်မြောက်အောင်စူးစမ်းကြတယ်ပါဝင်ကြတယ်ပေါ့နော်ပြီးတော့ကွာခြားတာကြတော့အထူးတစ်ဖြစ်အဝတ်စာဆင်ရင်မှုပေါ့အဝတ်စာဆင်ရင်မှုကသူတို့ရဲ့ထုံလန်းဒီအတိုင်းပဲဝတ်စာဆင်ရင်ကြတယ်ပေါ့အကုန်လုံးကတချို့ဆိုလို့ရှိရင်အခုမှညဆိုင်ကနေထွက်လာတယ်ဒါပေမဲ့သူတို့ပင်ပန်းတယ်လို့ဝန်ထမ်းတွေကမခံစားရဘူးပင်ပန်းတယ်လို့သူတို့မထင်ဘူးကထိန်ပွဲကိုလာကြတယ်အကုန်လုံးစစ်စီးရုံနဲ့မြင်ရတယ်ပေမှာပဲရောက်ပေါ့နော်ကိုယ့်ရဲ့အလှကိုယ့်ရဲ့လှုပ်ထုံလုံနီးတနေ့တစ်ခါကထိန်ပွဲလေးကိုကျင်းပတာမြင်ရတယ်အဲ့ဒါထိုင်းနဲ့မြန်မာနဲ့ကွာခြားတယ်ပေါ့နော်ဒီနိုင်ငံမှာပဲရောက်မြန်မာတွေကပူပေါင်းပြီးတော့မှကထိန်ပွဲဖြစ်မြောက်အောင်ကိုယ့်ရဲ့လှုပ်ထုံလုံနီးကိုလှုပ်ကြတယ်အဲ့အတွက်သူဝမ်းသာတယ်ပီတိဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ရှင်ဟုတ်ตอนนี้งานกฐินปีนี้ของเมอรี่นะคะบริษัทเมอรี่คือความรู้สึกเป็นยังไงคะที่เจอกันที่น้องๆทำกฐินจัดกฐินวันนี้ปีนี้อะค่ะดีใจเพราะว่าน้องๆอ่ะอยู่กับเรานานแล้วก็เราอยู่กันเหมือนครอบครัวแล้วก็1 ปีมี1 ครั้งที่เรามาทำบุญร่วมกันก็คือเหมือนพ่อแม่พี่น้องมาทำบุญร่วมกันบุญใหญ่1 ครั้ง1 ปี 1 ครั้งก็รู้สึกดีใจအရန်ပျော်ရွှင်တယ်ပေါ့နော်ဒီလိုမျိုးကထိန်ပွဲကြီးကျင်းပရတာအမေတိုင်နေနဲ့ကဒီနှစ်ကတစ်နှစ်မှတစ်ချိန်ပေါ့နော်ကထိန်ပွဲလေးကျင်းပတာဆိုတော့ဒီနှစ်ကမိသားစုဝင်တွေလိုမျိုးအားလုံးအလှလာလောက်ကြတယ်ပေါ့အဲ့ဒီအတွက်သူအရန်ပျော်ရွှင်တဲ့ပီတိဖြစ်ပါတယ်တဲ့ရှင်ဟုတ်ကျွန်တော်တို့တစ်နှစ်မှတစ်ခါစုပေါင်းကျင်းပတဲ့ဟောဒီဘုံကလေးအခုကျွန်တော်ဒီဌာနလေးကကျွန်တော်တို့ညီကိုတွေနဲ့အကုန်လုံးစုပြီးတော့လုပ်တဲ့အတွက်ကြောင့်အရန်ဝမ်းသာပါတယ်လို့အရန်လည်းပီတိပြရပါတယ်နောက်နေ့တွေမှာလည်းဒီထက်လေးပို့ပြီးတော့ဒီဇိုင်းကလာအနေထားလေးပို့ကြအောင်လို့စီစဉ်ပါမယ်လို့အရန်ဝမ်းသာပါတယ်ဒီလိုလှူရတဲ့အတွက်ကြောင့်ကျွန်တော်တို့ချွေးတဲ့စာလေးတွေဟုတ်ကဲ့အခုဒီကထိန်ဖြစ်မြောက်ရေးအတွက်တော့အချိန်ပိုင်းဆိုင်ရာငွေထိန်ပေါ့နော်အဲ့လိုမျိုးတောင်းယူထားတဲ့ငွေအဝင်ထွက်နဲ့အစီအစဉ်ချပေးတဲ့လူပေါ့နော်အခက်ခဲကတော့ဒီမှာကအကုန်လုံးကညီညွတ်နဲ့မောင်နှမတွေလိုမျိုးတယောက်တစ်ဖက်တစ်လမ်းနဲ့အဲ့လိုကူညီပေးကြတယ်အဲ့တော့မရှိတဲ့လောက်ပါပဲအခက်ခဲရတော့เนาะဒါပေမဲ့ဒီသူများနိုင်ငံမှာလောက်ရတာဖြစ်တဲ့အတွက်တော့ကထိန်လဲလေတဲ့အခါမှာပလိတ်ကြီးခေါ်ရတယ်လမ်းရှင်းရတယ်အဲ့ဒီအခက်ခဲလေးတော့ရှိရပါတော့နောက်ပြီးတော့လူတွေကအများများတဲ့အခါကျတော့လမ်းကနေတို့လာတဲ့အခါကျရင်လမ်းရှင်းဖို့နည်းနည်းပါအခက်ခဲရှိတယ်ပြီးတော့တခြားအဆရရတော့အဆင်ပြေပါတယ်ရှင်ဟုတ်ကဲ့မြန်မာပြည်က vice ကိုပြန်ရပါတယ်ပြီးတော့မြန်မာပြည်မှာရောက်နေတယ်လို့မျိုးကိုမြန်မာနိုင်ငံမှာဖြစ်တယ်လို့မျိုးပဲခံစားရတယ်ပေါ့နော်အကုန်လုံးကလည်းဝိုင်းဝန်းကြတယ်ကူညီကြတယ်တယောက်တစ်ဖက်တစ်လမ်းကနေပြောစရာမလိုအကုန်လုံးတောက်စီအောင်ပေါ့နော်တာဝန်ယူထားတဲ့သူတွေကလည်းအချက်ပြုတ်ဆိုရင်အချက်ပြုတ်အကျွေးမွေးဆိုအကျွေးမွေးစတင်ပိုင်းဆိုရင်စတင်ပိုင်းအဆရရအကူညီပေးကြတယ်အဲ့တော့ခက်ခဲမရှိပါဘူးအဆင်ပြေပါတယ်ဟုတ်အရင်ပြောဖို့ကောင်းပါတယ်ဟုတ်ထိုင်းရောက်တာကကြတော့အခုဒီနှစ်ဆိုရင်6နှစ်ရှိပြီပေါ့ဟုတ်6နှစ်ကျော်ရှိပြီနှစ်စဉ်တော့ကျင်းပဖြစ်တဲ့တခြားစက်ရုံတွေနဲ့ပေါင်းပြီးတော့ပေါ့နော်ဒီနှစ်ကကြတော့ကုမ္ပဏီကလည်းဖြည်းဖြည်းနဲ့ကြီးလာပြီလူတွေကလည်းများလာပြီဆိုတော့တည်တံ့ခွဲထွက်လိုက်တာပေါ့နော်ဒီနှစ်ကပထမဦးဆုံးဆိုတော့
အဆင်မပြေမှုဖြစ်မှာဆိုပေမဲ့အစားအစာရအဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ပြောပြလို့မတတ်အောင်ပဲပေါ့နော်အရန်ပျော်ရွှင်ပါတယ်ရင်ထဲမှာအရန်ပီတိဖြစ်တယ်နောက်နှစ်တွေလည်းပိုဒီထက်ကောင်းအောင်ပို့ပြီးတော့မှကြိုးစားမယ်ပို့ပြီးတော့မှစီစီရုံလေးနဲ့လူတန်းမယ်ပေါ့ဟုတ်ကဲ့အရန်ပြတ်ပါတယ်ဟုတ်တမီးကဒီကထိန်မှာကြတော့အဝဲတော်နေရာမှာတာဝန်ယူထားတာပေါ့နော်ဈေးဝယ်တဲ့နေရာမှာအခုတမီးတို့ဒီမှာဈေးဝယ်ပြီဆိုလို့ရှိရင်ရှိတဲ့ညီကိုမောင်နှမတွေကဘာတွေလိုအပ်လဲစီးရင်စရာလေးနဲ့လောက်လာပြီးတော့တမီးကနေတစ်စင်ဈေးကိုတစ်ခါသွားတယ်ဈေးမှာလည်းအရာခလေးတွေနဲ့ဆိုတော့ဒါလေးဝယ်မယ်သူဒါလေးဝယ်မယ်အကုန်လုံးကအဆင်ပြေပဲတက်ညီပဲရှိကြတယ်ဈေးတွေဘာတွေဝယ်ပြီးလို့ပြန်ရောက်ပြီးဖုန်းကြောင်းရောက်ပြီးဆိုရင်လည်းရှက်တဲ့ပြုတ်တဲ့ဖွဲ့ကနေတော့ပြန်စစ်လိုက်တဲ့ခါကျမှအားလုံးအဆင်ပြေတယ်ပြီးတော့အခုမြင်ရတာပေါ့နော်စီစီကာတိုက်မြင်မြိုင်လေးဆိုတော့အားလုံးပီတိဖြစ်ပါတယ်အရင်လည်းဝမ်းသာပါတယ် တိုင်းရောက်တော့ကြာပြီလားနည်းနည်းရှိတယ် 10နှစ်ရှိပါပြီဒီနှစ်ကတော့အပျော်ဆုံးပါမြန်မာပြည်လည်းအလွမ်းဆုံးနှစ်ပဲမယ်ဒီဆက်ရုံမှာလောက်တာ6နှစ်ကျော်ဟုတ်ကဲ့မြန်မာပြည်ကပြန်နေတမီးတို့4နှစ်ပြည့်တော့တစ်ခေါက်ပြန်တယ်မနှစ်ကပေါ့နော်2023ဒီနေ့ပေါ့နော်ဒီနေ့လိုမျိုးပေါ့ကိုညီကိုမောင်နှမတွေစီစီလုံးနဲ့မိသားစုတွေလိုမျိုးအဲ့လိုမျိုးလေးမြင်တွေ့ရတဲ့အတွက်ဝမ်းသာပီတိတော့ဖြစ်တာပါ ဟုတ်ကဲ့ကျွန်တော်ကအခုဒီကထိန်ပွဲမှာဆိုလို့ရှိရင်အချက်ပြုတ်ပိုင်းကနေပြီးတော့တောင်းဝင်ပြီးဆောင်ရွက်ရပါတယ်။ချက်ပြုတ်ဆိုတဲ့နေရာမှာလည်းကျွန်တော်ကကြတော့အချက်မှန်ရင်နဲ့ဘက်ကလိုင်းကိုအဓိကလာပြီးတော့တောင်းဝင်ယူပြီးတော့ဆောင်ရွက်ရတယ်။အဲ့ဒီဆောင်ရွက်ရတဲ့ပုံမှာလည်းအစတော့ကကြတော့စိုးရင်စိတ်ဖြစ်တယ်ပေါ့နော်။ငါဒီဟာကိုလုံနိုင်မှာမလားဥဆောင်နိုင်မှာမလားဆိုပြီးတော့စိုးရင်စိတ်တော့ဖြစ်တယ်ဒါပေမဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအကုန်လုံးကလည်းတက်ညီလက်ညီနဲ့အကုန်လုံးကဝိုင်းဝန်းကူညီပေးတယ်ပြီးလို့ရှိရင်လည်းဘယ်လိုပြောမလဲလူအားရောဒါလောက်အားရောအကုန်လုံးကအဆင်ပြေတယ်ပေါ့နော်အကုန်လုံးအဆူပေါင်းညီရတဲ့အတွက်ကြောင့်မို့လို့ဟုတ်ကဲ့ဒီမောနဲ့လောက်တာဆိုတော့အဆင်ပြေတယ်ကျွန်တော်တို့အချက်ပြုတ်ပိုင်းဆိုလို့ရှိရင်လည်းည1နာရီခွဲ2နာရီအဲ့လောက်မှပြီးရဒါပေမဲ့အကုန်လုံးကလည်းစူးစူးစီးစီးနဲ့ပြောပါနဲ့လောက်တဲ့အတွက်ဘယ်လိုပြောမလဲကိုယ်စိတ်နေမနော်ပင်မတယ်လို့လည်းမထင်ဘူးပေါ့ဒီအလူကြီးဒါပေါ့အောင်မြင်နဲ့ပြီးစည်းသွားတာဟုတ်ပဲဟုတ်လားဝမ်းသာကုန်ကြီးလို့ပေါ့ဟုတ်ကဲ့မကြီးကတော့အခုပွဲမှာစပြီးတော့ဘယ်လိုခေါ်မလဲကထိန်ဖြစ်မြောက်ဖို့လေဝိုင်းဝန်းပြီးတော့စပြီးမီတင်နေထိုင်နေဟိုပါဒီလူတွေနဲ့ပဲစခဲ့တာပေါ့နော်ဒီမောင်နှမတွေနဲ့အခုမကြီးကကျတော့ချက်ပြုတ်တဲ့ဘိုင်းမှာတာဝန်ယူထားတာပါလို့ပြီးတော့အခုလိုမျိုးပထမအကြိမ်မြောက်မယ်ဒီကနေပြီးတော့ဥဆောင်ကျင်းပတဲ့ပွဲမှာကိုနိုင်သလောက်အားလေးနဲ့ပေါ့နော်ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မို့အတိုင်းမသိဝမ်းသာပါတယ်အမြဲတမ်းလည်းနှစ်စဉ်တစ်တိုင်းကျင်းပနိုင်ဖို့ပဲမျှော်လင့်ပါတယ်လို့ဘယ်နိုင်ငံပဲရောက်ပေါ့နော်အလူရေးဆက်လက်နဲ့မကလူတန်းနိုင်တဲ့မြန်မာပြည်သူပြည်သားတွေမှာဒီမှာလည်းရှိတဲ့အတွက်ကြောင့်မို့မြန်မာပြည်ရဲ့ဘယ်လိုခေါ်မလဲလွမ်းရတဲ့အငွေ့သက်လေးတွေရတယ်ပြီးလို့ရှိရင်သူများနိုင်ငံရောက်နေပြီမဲ့အလူကိုမမေ့ကြတဲ့အတွက်ကြောင့်မလို့အများကြီးအားရကျေနပ်မိပါတယ်လို့ ကဲအခုလိုစူပေါင်းမဟာဘုံကနေဝိုင်းမှာပါဝင်ဆင်နေတဲ့အတွက်အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်ကိုအတိုင်းမသိကြော်ချွင်ရပါတယ်